အားလုံးပဲမင်္ဂလာပါ sunflower ပါအမလီပြောရင်ဆိုရင်တက်လက်ကွဲကုန်တော့မှာပဲပြေးကုန်တော့မှာပဲခဲမချိုးသေးပါဘူးချိုးပြီလားနလားမင်းနေတဲ့သူတွေကိုလည်းခုလိုမျိုးပဲမချိုးသေးပါဘူးလို့ကျွန်မပြန်ပြေးပေးလိုက်ပါတယ်ခဲကျွန်မကတော့ချိုးလဲဒီထောင်နိုင်ဖို့အတွက်ကတော့ကျွန်မအစွမ်းကုန်လေ့ကျင့်သွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အားလုံးပဲစိတ်ပူပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးကိုစိတ်ပူအောင်လုပ်မိတဲ့အတွက်လည်းတောင်းပန်ပါတယ်ဒါပေမဲ့ကျွန်မကတော့ဆက်ကြိုးစားသွားမှာပါဒီနေ့ကတော့ကျွန်မရဲ့ပိတ်ရက်လေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်မကယောဂဗီဒီယိုတွေကိုတန်းစီရိုက်ဖို့အတွက်ဆုံးဖြတ်ချက်ချထားပါတယ်ဒါပေမဲ့လို့ယောဂကစားရင်ဝတ်ဖို့အတွက်မှားထားတဲ့ဝတ်စုံလေးတွေကခုထိမရောက်သေးတဲ့အတွက်ကျွန်မကစားလို့မရသေးပါဘူးရှင်ဒါကြောင့်မို့လို့ကျွန်မစောင့်နေရပါတယ်ဘယ်ချိန်ရောက်မလဲဆိုတာကလည်းမတည်သေးတဲ့အတွက်ကြောင့်မို့လို့ကျွန်မစောင့်နေရုံကလွယ်ပြီးမတက်နိုင်တော့ပါဘူးဒါပေမဲ့လို့ကျွန်မပြောချင်တာကကျွန်မခုစော့ထားတဲ့လေ့ကျင့်ခန်းတွေကယောက်ျားလေးကိုမိန်းကလေးကိုလိုက်ပြီးတော့စော့လို့ရတဲ့လေ့ကျင့်ခန်းတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့အားလုံးကိုလိုက်စော့ဖို့အတွက်အကြံပေးချင်ပါတယ်ပြီးတဲ့အခါကျတော့ကျွန်မဒီလိုမျိုးထောက်နိုင်တာကအချိန်ဘယ်လောက်ယူရလဲအချိန်ဘယ်လောက်ကြာလဲဆိုတဲ့အပေါ်မှာဒါကလေ့ကျင့်ရင်လေ့ကျင့်တယ်လို့ပေါ့နော်အမြန်ဆုံးတက်မြောက်မှုကတယောက်နဲ့တယောက်မတူပါဘူးရှင်ကျွန်မဆိုလို့ရှိရင်တလားလောက်နဲ့ကျွန်မကောင်းကောင်းထောင်နိုင်နေပေါ့နော်ခေါင်းရောလက်ကိုပါအသုံးပြုပြီးတော့ပေါ့လူတယောက်နဲ့တယောက်မတူတဲ့အတွက်ကြောင့်မို့လို့ကိုဘယ်လောက်စူးစမ်းလဲဆိုတဲ့ပုံမှာပဲမူတည်ပါတယ်ရှင်ဒါကြောင့်မို့လို့တယောက်နဲ့တယောက်တက်မြောက်မှုနှုန်းကမတူပါဘူးရှင်အားလုံးပဲကျွန်မဗီဒီယိုလေးကိုဆုံးထိကြည့်ပြီးသွားတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ဘိုင်ဘိုင်